အားလုံးပဲမင်္ဂလာပါရှင်။တနက်ခါ FM စတူဒီယိုကနေပြန်လည်ကြိုဆိုလိုက်ပါရရှင်။ဒီနေ့မှာတော့ဆီယာမနေနုနီနီရေးသားထားတဲ့တဏှာဘုံဆိုတဲ့ဝတ္ထုတိုလေးကိုဖတ်ပြပေးခြင်းပါရရှင်။ည10 နာရီကျော်ပြီဖြစ်တော့လဲမိုးဟာဆဲသည်မရှိပဲတအိအိရွာသွန်းနေစေအထွန်းတယောက်အဲကန်းထဲတွင်ခောက်တုတ်ခောက်ပြန်လန်းလျှောက်ရင်ရင်ဘတ်ထဲတွင်မိစပူနှင့်ထိုးထားသလိုပူလောင်နေ၏အကြောင်းမှာအိမ်ရှိတွင်ထိုးရထားသောလင်းသားဖြစ်သူဇော်မင်း၏ကုန်းကားလေးကြောင့်ဖြစ်သည်လွန်ခဲ့သော2 ပတ်ခန့်ကလေးကဇော်မင်းသည်အိမ်သို့ပြန်ရောက်လျင်ကားပေါ်မှချက်ချင်းမဆင်းပဲ10 မိနစ်15 မိနစ်ခန့်ကြာအောင်ကားထဲတွင်ဘာလို့နေမှမသိငြိမ်နေတတ်သည်ထို့ပြင်ညီနဲ့တကောင်အားလုံးအိပ်ပျော်ချိန်တွင်လည်းအိမ်ထဲမှခိုးကြောင်ခိုးဝါထွက်သွားပြီးကားနောက်ဖုံးကိုဖွင့်ကားတခုခုလုံနေတတ်သေး၏ငါလည်းဟာမရင်ငယ်များဟွက်ထားသလားမသိဘူးတနေ့ကဝင်လာသည့်နေ့မှစ၍အိမ်မပြောစားမဝင်တော့ပါမေးပြန်ရင်လည်းပြဿနာတက်မှကြောက်ရပြန်သည်အထုံးရင်ထဲမှာတော့နေဆယ်စင်းရဲ့ဒီနေ့လဲကားရတန်ကြားရတဲ့အထုံးချောင်းကြည့်နေခဲ့သည်ဇော်မင်းကအောက်သို့ဆင်းမလာပဲအတော်ကြာသည်ဇော်မင်းကားကကုန်းဖို့ထရက်ကားဖြစ်ပြီးကားကိုရိတ်နောက်မှာတကားတစ်ချက်ရှိသည်ကုန်ပစ္စည်းများတင်ချသည့်အခါထိုတကားကိုဖွင့်ကအလုံးလုံးသည်နိုင်ဝက်လောက်ကြာမှဇော်မင်းဆင်းလာသည်ဒရိုင်ဘာနီယာကားဦးခန်းကဆင်းလာခြင်းမဟုတ်ပဲကားနောက်ပေါက်မှဖြစ်လေသည်အထုံးဤရင်ထဲတွင်တန်ရမြင်းများပိုးပြီးတောက်လောင်လာသည်ရင်ဝသည်မိစားနှင့်ထိုးခံရသလိုပူနေသည်မိုးကဖွဲနေစေထီမပါပဲရှောက်လာသည့်ကိုမင်းထံသို့ပြေးသွားကထီမိုးပေးလိုက်ပြီးကိုမင်းရှင့်ကားရထားတာကြာပြီလေအခုမှဆင်းလာတာဘာလုပ်နေလို့လဲပစ္စည်းထည့်ပေးလိုက်တဲ့ဂျက်ဖာတွေတစ်ခေါက်ပြန်နေတာပါအထွန်းရဲ့လာမြင်ကိုပိုက်စာလာပြီအထုံးရင်ထဲမှာကိုမင်းစကားကိုမယုံသို့တော့လက်ပူးလက်ချက်မမိပဲဆွဆွဲလိုက်လျင်ပြဿနာဖြစ်အောင်သာရှိမည်ထမင်းစာကောင်းလိုက်တာကွာမိမချက်တဲ့ဝတ်သားကြော်ချက်ကအမိလက်ရအတိုင်းပဲတိတ်ကောင်းတာရှင့်အမေစီမှာအနှိမ့်ဆက်ခံခဲ့ရပေမဲ့ဟင်းချက်တလာခဲ့တာတော့အမြဲကျေးဇူးတင်မိပါတယ်နေမျိုးကြီးတစ်ခုတွင်ပညာအတူသင်ကြားရင်ချစ်မိခဲ့သူကိုမင်းနောက်သို့ပညာမစုံပဲခိုးရလိုက်လာခဲ့သည်ထွန်းသစ္စာလေးကမုတ်ဆိုးမှရောက်ခမ၏အထင်သေးစွာနှင်ထုတ်ခြင်းကိုခံခဲ့ရသူပါဇော်မင်းကငိုယိုတောင်းပန်လွန်၍အိမ်ပေါ်နေခွင့်ရတော့လေနေတိုင်းစောင်းမြောင်းဆဲဆိုခြင်းသားသမီးချင်းမစားအလုံများကိုရရက်ဆက်ဆက်ခိုင်းခြင်းခုလိုမိုးတဲ့ညများတွင်တရင်သားလောက်အိတ်ကြပေမဲ့အထုံးငငယ်လေးအားမအိတ်ခိုင်းပဲတအိမ်လုံးအလုပ်ကိုပြီးစီအောင်လုပ်ခိုင်းကခဲအိုရောင်းမကြီးရောင်းမလက်တို့အတွက်ထမင်းကြိုက်ပြင်ဆင်ပေးစေခြင်းတို့နှင့်ကြုံခဲ့ရသည်အထုံးမှမိဘမရှိပဲဦးလေးအိမ်ကပ်နေခဲ့ရသည့်ဘဝကိုလည်းအမြဲထုတ်ဖော်ကနှိမ်ချတတ်သည်နားချိန်မရှိအောင်ခိုင်းသည်အထုံးအားသမီးဟုတခါမှမခေါ်ခဲ့ပါထွန်းသစ္စာဆိုသည့်နမဲရင်းကိုသာလေးတန်းမမဖြင့်တစ်ချိန်လုံးအော်ခေါ်ကခိုင်းတတ်သူပါအိယာပြန်တော့လဲတခဏသာထမင်းညယူမိရုံသမားများအမိထပြီးဟင်းတွေထမင်းထဲလှုပ်ပေးရပြန်သည်ကိုမင်းကသားအငယ်ဆုံးပညာမစုံပဲမိမယူလာသူဟုဆိုကနှိမ်ညပြန်သည်သူတို့အပိုင်ကားဝက်လျှော့တွင်အလုသမားဝင်လုံခိုင်းထား၍အိမ်မပြန်ရသည်ကများလေသည်ပြန်လာသည့်နေ့တွင်လည်းအထွန်းအားအလုပိဖြော့တော်နေသည်ကိုတွေ့ရတိုင်းညအိတ်ချိန်မှလင်မယား2 ယောက်ခေါင်းညှင်းထီပြီးလက်ဖြားချင်းထွေးဆုပ်ကငိုကြရသည်ဇော်မင်းကလေးဟာသူကားပြင်ပေးနေကြတထိတ်ချီမြောက်မှုဖြင့်သူ့ကုံကားကိုမောင်းခွင့်ရမှအထွန်း၏အိမ်ဖော်ချွေးမဘဝတခန်းရတော်သည်တထိတ်ကကားကိုယ်တော်နေရာပေး၍အိမ်ပြောင်းမီနေကရောက်ခမဖြစ်သူသည်အိမ်ဖော်မရှိတော့မှစိုးကြောက်ကအတင်းတားသည်တားမရမှန်းသိချိန်ဘာလို့တည်ထင်မှတလဲအထုံးတို့လည်းမရဘူးဘယ်တော့မှလူမွေးလူတောင်မပြောင်းပါစေနဲ့ဟုချိန်ဆလေသည်သူ့သားအငယ်ဆုံးအရင်ခောက်ကိုတော့ကြံပညာတတ်သားသမီးများနှင့်အပြိုင်ဒန်းတူမချစ်ခဲ့သေးသူပါကိုမင်းလည်းအိမ်ကထွက်လာချိန်မှစပြီးသူ့အမေကိုစိတ်နာကအဆက်အသွယ်မလုပ်တော့သည်မှာယခုအချိန်ထိပဲ
ထုံးတို့လင်မယားအခုချိန်မှာကားမပိုင်သေးပေမဲ့ရန်ကုန်မြို့စုံတနေရာမှာအိမ်လေးတစ်လုံးပိုင်ဆိုင်လာခဲ့ပြီးမို့မကြမီသားသမီးရွယ်ရန်ကြံနေချိန်ကိုမင်းကဘွေဖောက်လာခဲ့ခြင်းပါပဲကိုမင်းကတခုခုကိုတွေးနေသလိုလက်ဆေးရင်းငေးနေလေသည်ညအေးရဝင်ကြသည်အထုံးကအိတ်ချင်အောင်ဆောင်နေသည်ကိုမင်းခမမသိရှာအထုံးအိပ်ပြီးထင်းကမိဖို့အကြောင်းသို့ဝင်လာကထမင်းဟင်းများကိုခြိုင်ထဲထည့်လိုက်သည်ပြီးနောက်အခန်းရှိသို့ရောက်လာပြီးအထုံးနိုးမနိုးစောင့်ကြည့်သည်အထုံးကဟောက်များပင်ဟောက်နေခဲ့သည်ဒီတော့မှကိုမင်းကစိတ်အေးသွားသလိုကားရှိရာသို့ထွက်လာခဲ့လေသည်မိုးသည်တဲထန်စွာပင်ရွာနေလေသည်ကား၏နောက်ဖက်တကားကိုအသာခောက်လိုက်သည်ပြန်မဖွင့်တာကြောင့်ကိုမင်းစိတ်ပူသွားကခက်ကြမ်းကြမ်းခောက်လိုက်ရမှအထဲမှတိုးဖြောသည့်အတန်တရံထွက်လာပါသည်ကိုမင်းလားဟုတ်တကားမြန်ဖွင့်လေမိုးတွေနဲ့ရွှဲနေပြီထို့နောက်တကားပွင့်လာသည်ကိုမင်းဟာထမင်းချိုက်ကိုကားရဲမှသူ့မယငယ်မတန်းလှမ်းပေးပြီးကားပေါ်တက်သွားကတကားကိုပြန်ပိတ်လိုက်သည်အထုံးပါဝါမှာမျက်ရည်ချောင်းဖြစ်နေသည်အပြင်မှာမိုးအေးသလောက်အထုံးရင်ထဲမှာတော့လင်းစောကက်ခါပူလွန်းလှကြီးရဲ့လေမျက်ရည်ကိုခက်ကြမ်းကြမ်းတုပ်ပြီးအထုံးဆုံးဖြတ်ချက်ချသည်ယနေ့ညတော့အပြတ်ရှင်းမှဖြစ်မည်ဟုဆိုကထီတစ်ချောင်းကိုဆွဲယူပြီးကားစီသို့ခြေတံဖော့ကရှောက်သွားခဲ့သည်အသင်ယူလာသောခွေးချေပေါ်တက်နေသည့်အထွန်းတကိုယ်လုံးစိုးစိနေတော်သည်ကားတကောင်ဖွင့်လိုက်လျင်စိန်အိတ်လာသောညနေတကောင်တွင်ကိုမင်းသည်တကပောက်ကိုကြောပေးကကားရရှိတယောက်ယောက်ကိုထမင်းချိုက်ချကျွေးနေသည်ကိုအထွန်းတွေ့လိုက်ရ၏မိုးတံကိုကြောအောင်အထွန်းအော်ဟစ်လိုက်မိသည်နင်ကားနောက်ဖုန်ထဲမှာဘယ်ကမိမကိုခိုးခွာပြီးချတာလဲပြောစမ်းအထွန်းဤစိမ့်စိမ့်မမာကြီးအော်ဟစ်လိုက်တန်းကြောင့်ဇော်မင်းတယောက်လန့်ဖြန်သွားပြီးလက်ထဲမှထမင်းကြိုက်ပင်ကားချမ်းခင်းပေါ်သို့လိမ့်ကျသွားသည်မဟုတ်ပါဘူးမိမရမဟုတ်ပါဘူးဘာမဟုတ်တာလဲနင်ငါ့ကိုလိမ့်နေတာကြပြီမရင်ငယ်ကိုကားနောက်ဖုံးထဲထိထည့်ခိုးထည့်ထားရအောင်နင်ငါ့ကိုဒီလောက်တောင်စော်ကားရသလားဟင်ဟွန်ဒီဒေါသတကြီးဖြစ်ချက်ဖာများကြအတင်းတိုးကြည့်လိုက်သည်ချက်ဖာများချားတဲ့တွင်မင်းအောင်ဖိမိတ်အောက်၌ကွေးကွေးလေးထိုင်နေသူမှာပိန်လှီကျုံလှည့်နေပြီးစပင်ဖြူဖွေးဖွေးနှင့်အဖွားအိုတူပါလားထိုအဖွားအိုကအထွန်းအားမျက်ရည်မျက်ဝန်းများဖြင့်ပြုတ်ချနေသည်ကိုမြင်လိုက်ရသည့်ခဏ၌ဒေါသများပြုံးနေပြောက်ကွယ်သွားပြီးအားသိမှုကအစားထိုးဝင်ရောက်လာခဲ့သည်အမေမမြညွန်လားကိုမင်းကငိုတန်းဖြစ်ဖြေသည်ဟုတ်ပါတယ်အထွန်းရဲ့ထိုအဖွားအိုမှာအခြားသူမဟုတ်လွန်ခဲ့သော9 နှစ်ခန့်ကအထွန်းအပေါ်စေတနာမရှိဘဲအိမ်ပေါ်မှနှင်ထုတ်ခဲ့ဘူးတော့အထွန်းနှင့်နာကြီးဘွယ်ရအတိတ်များစွာရှိခဲ့ဘူးသည့်ရောက်ခမကြီးဒေါ်မြညွန့်ဖြစ်နေ၏ဒေါ်မြညွန့်သည်ချွေးမဖြစ်သူအထွန်း၏မျက်နှာကိုမြင်လိုက်ရသည်နှင့်တပြိုင်နက်မျက်နှာကိုလက်တစ်ဖက်နှင့်အုပ်ခါတုံတုံရီရီဖြင့်ငိုကြွေးလိုက်တော်သည်အမေရဲ့ဘာလို့ကားထဲမှာဒီလိုမျိုးအထုံးမှာပြောစရာစကားပင်ပျောက်ရှာသွားခဲ့ရသည်ဇော်မင်းကတပြင်းတစ်ချက်ကိုလေးနက်နက်ရှိုက်ထုတ်လိုက်ရင်မိမရဲ့အမေရဲ့သားသမီးတွေကအမေကိုအိမ်ဘွားနှိပ်ထုတ်လိုက်ကြလို့လေမျိုးကအကိုဝင်းခွဲတယောက်ကလာပြောမှသိရတာအမေဒုက္ခရောက်နေတာတွေ့တော့ငါစောင့်ရှောက်ချင်တာပေါ့ပထမတော့အင်ခေါ်လာမလို့ပဲဒါပေမဲ့အတိတ်ကအမေမင်းပေါ်လှုပ်ခဲ့တာဒီကြောင့်မင်းစီမှာအမေကမျက်နှာမပြရဲဘူးတဲ့ခွင့်လွှတ်ပေးဖို့တောင်းပန်ဖို့လည်းမဝင်ရဲဘူးဆိုပြီးညင်းနေလို့ငါလည်းမင်းကိုပြောပြဖို့တတ်သိမရှိခဲ့လို့ဒီလိုကားထဲမှာခိုးခွာပြီးခေါ်ထားခဲ့ရတာပါဇော်မင်းစကားကိုကြားတော့ဒေါ်မြညွန့်ကကားထဲမှာနေ၍တုံရင်သောအတန်ဖြင့်အမေမှားခဲ့တာပါထွန်းသစ္စာရဲ့အတိတ်ကအမေစေတနာစိုးခဲ့ဘူးတော့အခုအမေဒုက္ခရောက်တဲ့အချိန်မှာသမီးစီလာနာခိုးဖို့မဝင်ရဲတော့တာပါအာကုတုကန်ဆိုတာပြန်လှည့်လာတတ်တာအမေလက်တွေတန်ဝေးကရပါပြီသမီးရဲ့ကဲလာပါအမေရဲ့ကားထဲမှာနေလို့ဘယ်ဖြစ်မလဲအတိတ်ကအဖြစ်တွေကိုအမေရောအထွန်းရောကိုမင်းရောတင်မုံချေလိုက်ကြရအောင်အိမ်ထဲကိုဝင်ပါသမီးတို့အမေကိုကြွေးနိုင်ပါပြီမ
မိုးရီစများကြားထဲတွင်ဒေါ်မြညွန့်၏ဝမ်းသာမျက်ရည်များနှင့်အတူသားဖြစ်သူဇော်မင်း၏တပ်ပြင်းချအတန်တို့သည်ညနေတကောင်၏တိတ်ဆိတ်မှုကိုဖြိုခွင်းသွားခဲ့လေတော့သည်စေတနာဆို၏အကျိုးဆက်ကြောင့်ရောက်ခမဒေါ်မြညွန့်ခမကားထဲမှခိုးဝက်နေရသည့်အဖြစ်ရောက်ခဲ့ရသလိုဓာတ်ရိုက်မပြောရဲပဲဖုံးကွယ်ခဲ့သူသားဖြစ်သူရဲ့အမှားကြောင့်လည်းအထွန်းတို့လင်မယားကြအထင်လွဲမှုတွေဖြစ်ပေါ်ခဲ့ရတာပါလေအထွန်းခေါ်ထွန်းသစ္စာ၏ရင်ထဲမှာတော့ဘသူကောင်းကောင်းမကောင်းကောင်းကိုကကောင်းဖို့လိုအပ်သည်ဟုသာတီးတိုးညီညူကကုသိုလ်ပြုခွင့်ရသည့်ကံတရားကိုကျေးဇူးတင်ပြုံးမြနေခဲ့ရပါသည်ချစ်တဲ့နေတို့နီနီတော်ရရှိမြအခုနားဆင်ခဲ့ရတာကတော့စာရေးဆရာမနေနုနီနီရေးသားထားတဲ့တန်ရာဘုံဆိုတဲ့ဝတ္ထုတိုလေးပဲဖြစ်ပါတယ်ရှင်အဆုံးထိနားဆင်ခံစားအပ်မှုအတွက်ကျေးဇူးအများကြီးတင်ရပါတယ်ရှင်